ထက်ဘာပြုလို့တည်တယ်လဲဗျာလူတက်လို့တည်တာဗောဗျာအော်ကြည်စမ်းပြကိုသိမ်းမောင်ကျုပ်ထင်တဲ့အတိုင်းပဲဒီမှာနားနောက်မှာကြည်စမ်းပါလို့ပြောတာကြောင့်ကျွန်တော်လည်းပြာကိုကြည့်လိုက်ရကြားရှာစုနဲ့တရန်တူးတဲ့စူးငယ်တစ်ချောင်းဟာစိုက်နေတာကိုတွေ့ရပါတယ်စူးကလေးမဟုတ်လားဗျဟုတ်တယ်ဗျဒီစူးကြောင့်တည်တာပဲကိုင်းနှုတ်လက်စမ်းကိုသိမ်းမောင်သတိတော့ထားနော်လက်မစူးစေနဲ့အစိတ်လူးထားတယ်ကျွန်တော်လည်းအဲ့ဒီစူးကိုသတိနဲ့နှုတ်လိုက်ရစူးမများစွာအာမဆိုင်ရပဲပါလာပြီးအသားမှာသွေးဆိုးရုံမျှအရာထင်းရရှိနေပါတယ်ဒီကကျွန်တော်လည်းအံ့ဩလာတာနဲ့ဘဲနဲ့လေကိုဆန်ရှားရဲ့ထူးဆန်းလာချေကလားဒီအမှုကကြာလေရှုပ်လေကိုဗျဘဲနဲ့လေဘဲကကြာလေရှုပ်လေရမှာလေဗျကြာလေရှင်းနေပေါ့ပြောကြီးမောင်ဘိုးကဲကရုတ်တရက်ပြီးပါပြီဗျပစ္စည်းတွေပါသွားကုန်ပြီဆရာတို့ကြီးပစ္စည်းတွေပါသွားပြီခင်ဗျမျက်နှာကျက်အပေါက်မြင်ရလားဒီအပေါက်ကသူတို့ချပြီးယူသွားတာပဲဟုတ်ပါပြီမင်းညကကျွန်တော်နဲ့သူနဲ့ကြည့်ကြသေးတယ်မောင်ဆန်ရှားကဘဲချိန်လောက်လဲဗျ10နိုင်လောက်ရှိပါပြီဗျပြီးပါပြီခင်ဗျကျွန်တော်တော့မွဲပါပြီဗျကျွန်တော်လည်းပြန်သွားရောသူလည်းအပေါက်ပေးပြီးအတွင်းမှာနေရစ်တယ်ဗျကျွန်တော်များပလိတွေကအထင်လွဲကုန်တော့မယ်ထင်ပါရဲ့ခင်ဗျတစ်စိမ့်လေးဗျခင်ဗျတို့ဘဲနဲ့ထင်းကြတယ်တကယ်လို့ကျွန်တော်တိုက်ရင်ဖြင့်ခင်ဗျတို့ကိုကျွန်တော်ခေါ်ပြီးလာပါမလားစဉ်းစားကြည့်ကြပါဦးဗျလို့တုံကြီးရှိတဲ့အတန်းနဲ့ပြောတာကြောင့်မောင်ဆန်ရှားလည်းမောင်မိုးကဲရဲ့ပခုံးကိုကိုင်းပြီးမစိုးရိမ်ပါနဲ့မောင်မိုးကဲဟာကျုပ်တို့တတ်နိုင်သမျှကူညီပါမယ်ကိုင်းဒါထက်ကျုပ်တို့ဝတ္တရားရှိတဲ့အတိုင်းပြုရလိမ့်မယ်မောင်မိုးကဲတစ်စိမ့်လောက်မော်တော်ကားနဲ့ချင်းသွားပြီးအနည်းဆုံးဌာနမှာတိုင်ချက်ပေးပြီးတော့ကျုပ်တို့ဒီကစောင့်နေမယ်လို့ပြောပြီးဆေးလွတ်လိုက်တာကြောင့်မောင်မိုးကဲလည်းပြာကြီးနဲ့အိမ်မော်ကဆင်းသွားပါတယ်မောင်မိုးကဲဆင်းသွားတော့ကျွန်တော်တို့လည်းမာနင်းညုံကလေးကိုကလထိုင်တစ်ခုမှထိုင်စေပြီးမောင်ဆန်ရှားလည်းအခန်းထဲမှာဇင်းကြံလျှောက်တဲ့ပြောနေတာကကိုင်းကိုသိမ်းမောင်ပလိတ်တွေမရောက်ခင်နိုင်ဝက်လောက်တော့အချိန်ရှိသေးတယ်ဗျဒီချိန်ကလေးကိုအချီးနီးမဖြုံးတိကြနဲ့အောင်ဒါထက်အမှုကအခုကြည့်ရပုံတော့ခက်ရှင်းပဲဗျဒါပေမဲ့ကျွန်တော်ကအံ့ဩစွာနဲ့ခက်ရှင်းလားဗျဘာများရှင်းလို့လဲဗျရှင်းမုံကျုပ်ပြောအောင်မယ်ထိုင်ပါခင်ဗျမထဆန်းပါနဲ့ချီရတွေရှုပ်ကုန်ပါလိမ့်မယ်ဒီလိုဗျပထမရှေးဥစွာစဉ်းစားဖို့ကဒီလူစုဟာဘယ်လန်းကဘလို့ဝင်လာပြီးဒီအခန်းအတွင်းကိုဘယ်ပုံထွက်သွားကြတယ်ဆိုတာစဉ်းစားဖို့ရှိတယ်တကားကတော့မင်းညကလေးကပိတ်ထားသေးတယ်ဆိုတာသိရပြီဒီတော့ဗတင်းဘောက်ကိုဖွင့်ကြည့်စမ်းအနားမှာရေပြွန်လည်းမရှိဘူးအမိုးကနေပြီးဆင်းလို့လည်းမမိဘူးဒါပေမဲ့တစုံတစ်ယောက်ကဟောဒီဗတင်းဘောက်ကနေတက်ပြီးဒီအခန်းထဲဝင်ကြောင်းထင်ရှားတယ်မင်းညကမိုးကလေးဖွဲကြတယ်ပြီးတော့ဗတင်းဘောက်ဘောင်မှာကြည့်စမ်းလူချီယာတစ်ခုတွေ့တယ်ဟောဒီမှာတော့ဝိုင်းအရာကြီးတစ်ခုဟောဒီမှာလည်းဝိုင်းအရာကြီးတစ်ခုတွေ့ပြန်ပြီကဲခင်ဗျားဘဲနဲ့ထင်တယ်လေဒီဝိုင်းအရာကြီးတွေကြည်စမ်းဗျာကျွန်တော်လည်းအဲ့ဒီအဝိုင်းတွေကိုကြည့်ပြီးတော့ကျွန်တော်တော့ခြေရရဲလို့မထင်ဘူးဗျာခြေရထက်အဖိုးတန်တော့မှာပေါ့ဗျာဒီဟာကြီးတွေကတစ်သားခြေတော့ရဗျတစ်ဖက်ခြေရကတော့ခြေရပုပြက်ကြဲတစ်ဖက်ကတော့တစ်သားခြေတော့ရပဲဒါဖြင့်ဒီလူဟာတစ်ဖက်ကတစ်သားခြေတော့တက်ပြီးထားတဲ့လူပေါ့ဒါပေါ့ဗျာဒါပေမဲ့လည်းသူ့ဖော်ရှိသေးတယ်အဖော်ဟာကတော်တော်ကြီးကိုထူးတဲ့အဖော်ဗျကဲကိုသိမ်းမောင်အောက်ကိုငုတ်ကြည့်လှည့်စမ်းဒီနိုင်ရန်ကိုတွဲပြီးဟောဒီဗတင်းပေါက်ပေါင်ရောက်အောင်တက်နိုင်ပါမလားကျွန်တော်လဲနိုင်ရန်ကိုလာရောက်နဲ့ကြည့်လိုက်ရအမြင့်က18ပေများရှိတဲ့အပြင်တစုံတစ်ခုနေရာမှခြေကုပ်ဖို့မမြင်နိုင်တာကြောင့်မတက်နိုင်ကြောင်းပြန်ပြောလိုက်တော့ကိုမဲ့လူမရှိမတက်နိုင်ဘူးမှန်တယ်ဒါပေမဲ့လည်းဒီကတယောက်ကနေပြီးဟိုကအုံးစံကျိုးကိုခြာပြီးပေးမယ်ဆိုရင်ခင်ဗျားတွေ့ပြီးမတက်နိုင်ဘူးလားဟာတက်နိုင်စရာရှိတာပေါ့ဟုတ်ပြီတယောက်ကဒီအပေါက်ကနေကျိုးနဲ့တွေ့ပြီးတက်မယ်တက်ပြီးလို့သူတို့ကိစ္စပြီးတော့ဒီကပဲပြန်ပြီးဆင်းဂျန်တဲ့တယောက်ကကျိုးကိုပြန်ပြီးတင်ပြီးဗတင်းပေါက်ကိုအတွင်းကနေပြီးပိတ်ပြီးသူကတော့ရှေးဥစွာလာတဲ့လမ်းကသူပြန်ရောဗျာဒါထက်တစ်သားခြေတော့တဲ့လူကဒီကျိုးနဲ့ပြန်ပြီးအစင်းမှာလက်ချော်သွားလို့လက်မှာအရည်တွေပိတ်ပြီးကျိုးမှာသွေးနေစွန်းနေရတာကြုတ်တွေ့ရတယ်ဒါကတော့ဟုတ်ပါတယ်ဗျာဒါပေမဲ့ရှေးဥစွာတက်တဲ့လူတယောက်ကဘယ်လန်းကတက်လို့ဒီအခန်းနဲ့ဘယ်နဲ့ရောက်တယ်လဲဗျဘောင်ဆန်ရှားကဟာဒါဟုတ်တယ်ဒီတယောက်ကတော်တော်ထူးဆန်းတဲ့ပုံကိုဗျသူထူးဆန်းတဲ့အတွက်အဲ့ဒီအမှုဟာတော်တော်ကလေးထူးဆန်းပေးတာပဲဒီပြည်မှာဒီလိုလူမျိုးကျုပ်တခါမှမတွေ့ဘူးဒါပေမဲ့အိန္ဒိယပြည်မှာတော့ဒီလူမျိုးအကြောင်းကျုပ်ဖတ်ရဘူးတယ်ဖတ်ဘူးတော့မဖတ်ဘူးတော့အပထားဗျာဘယ်ပုံဘယ်နည်းနဲ့ဒီလူဒီအခန်းရောက်အောင်တက်တယ်ဆိုတာပြောစမ်းပါဦးဗျတကားကလည်းပိတ်ထားတယ်ဗတင်းပေါက်ကလည်းတက်လို့မရောက်နိုင်ဘူးဒါဖြင့်ဘယ်ပုံတက်တယ်လဲဗျခင်ဗျားကကျုပ်ခဏပြောနေတဲ့နီးကိုအသုံးပြုပြီးမကြည့်ပဲကိုဗျအကြောင်းတစ်ခုကိုဆင်ခြင်တဲ့အခါမှာအကယ်စင်စစ်မဖြစ်နိုင်တဲ့အချက်တွေကိုဖယ်ထုတ်လိုက်ရင်ကျန်တဲ့အချက်ကဘလို့ပဲဖြစ်ပုံမပေါ်ပေမဲ့ဖြစ်ရမယ်လို့တွေ့ယူရမယ်ဗျ။ဂိုင်းဒီတော့ဒီလူဟာဗတင်းပေါက်ကလည်းမတက်နိုင်ဘူး။တကားကလည်းပိတ်ထားလို့မဝင်နိုင်ဘူး။တကားမပိတ်ခင်အခန်းထဲမှာပုံအောင်ပြီးနေရမှာကလည်းအခန်းကကျင်းပုံးစရာကလည်းမရှိလို့မဖြစ်ဘူး။ဒီတော့သူဘဲနဲ့ဝင်မလဲဗျအခန်းထဲရောက်အောင်
မျက်နှာချက်ကအပေါက်ကနေသူ့ဝင်မဲ့ထင်တယ်ထင်မနေနဲ့ဗျအစ်စ်ပဲဂိုင်းဒီအပေါက်ကကျုပ်တက်ပြီးကြည်စမ်းမယ်တစ်စိတ်လောက်မီးပြစမ်းဗျကိုသိန်းမောင်လို့ပြောလိုက်တာကြောင့်ကျွန်တော်တို့လည်းမီးအင်ကိုမြောက်ပြီးပြရတယ်မောက်ဆန်ရှားစပွဲပေါ်မှာကလတ်ထိုင်တစ်ခုကိုတင်ပြီးတော့ကလတ်ထိုင်ပေါ်ကိုတက်ဖြက်လက်ပေါ်ပါတဲ့သူတယောက်ဖြစ်တဲ့အတိုင်းခုံဆွဲပြီးဘာဒံပေါ်ကိုတက်တဲ့အလားအပေါက်ငယ်ကနေကော့လိမ့်ပြီးတက်သွားပါတယ်ပြီးတော့ဂိုင်းကိုသိန်းမောင်မီးအိမ်ပေးလိုက်ဗျခင်ဗျာတက်နိုင်ရဲ့မဟုတ်လားစမ်းကြည့်စမ်းတက်တာတက်ပါဗျကျုပ်ဆွဲတင်ပါမယ်အော်ဒါထက်မင်းညွန့်နေရင်ဝလားကိုကျော်လာလည်းရှိသားပဲမင်းညွန့်ကလည်းနေရင်ကိုပါတယ်ရှင်လို့ပြောတာကြောင့်ကျွန်တော်လည်းမောက်ဆန်ရှားနီးသူအပေါက်ငယ်ကတွေတက်ပြီးအပေါ်ကိုရောက်တော့အခန်းငယ်တစ်ဖွဲရှိနေတဲ့အဆောက်အဦတွေကိုရောက်လေရအလျား10ပေအနံ6ပေအမြင့်9ပေခန့်များရှိတာကြောင့်ကျွန်တော်တို့ဟာငုံလျက်သားနေနိုင်ကြပါတယ်မောက်ဆန်ရှားလည်းအမိုးကိုတီးခေါပြီးကြည်တာနဲ့တကားငယ်တစ်ခုကိုတွေးပြီးဖွင့်ကြည့်လိုက်ရ၎င်းမှာအမိုးပေါ်ကိုရောက်တဲ့အပေါက်ဖြစ်ကြောင်းတွေ့ရပါတယ်မြင်လားကိုသိန်းမောင်တယောက်ဟာကဒီလန်းကလာပြီးဒီလန်းကပြန်တဲ့သူပဲဗျကိုင်သူ့ခြေရလက်ရတွေဘာများကြံရည်တယ်လဲကြည့်ရအောင်ဗျာလို့ပြောပြီးမောက်ဆန်ရှားလည်းကျမ်းမြင်ကိုမီးအိမ်နဲ့ကြည့်ရှုတာကျမ်းမြင်ဟာမူလနှင်းများစွာကလေးကစုပုံလို့နေတဲ့မြူမုံတို့နဲ့ဖုံးအုပ်ပြီးရှိနေရကခလေးခြေရပမာဏရှိတဲ့ခြေရတွေကိုမြင်ရတာကြောင့်ကျွန်တော်မှာများစွာအံ့ဩစွာနဲ့ဘယ်နဲ့လဲဗျာကိုဆန်ရှားခလေးခြေရတွေပါလားထူးဆန်းလှကြည်လားဟုတ်တယ်ဗျကျုပ်တော်မှရုတ်တရက်တော့အံ့ဩသွားမိတာဒါပေမဲ့လည်းအခုတော့ကျုပ်ရိပ်မိပါပြီဗျာဟောဟိုကတစ်တာလားဘာလားထားတဲ့အရာပဲတစ်တာတော့ယူသွားပြီအရာလောက်ပဲရှိတော့တယ်ကိုင်စဉ်းကြစို့ဗျာဒါပါပဲဒီပြင်တော့ကြည့်စရာမရှိပါဘူးအလောင်းရှိရာအခန်းတွေကိုရောက်ပြန်ရင်ကျွန်တော်ကခလေးခြေရာတွေတွေ့ပုံကခင်ဗျဘဲနဲ့ထင်တယ်လေဗျာကျွန်တော်ပြင်ခြေရာကြီးပြီးမှန်းမှာ6နှစ်သားအရွယ်လောက်ပဲရှိသေးတယ်လို့ထင်တယ်ကိုသိန်းမောင်ကလည်းဗျာခင်ဗျကြုံနည်းတွေတိလျက်နဲ့ဒီနည်းတွေသုံးပြီးအသုံးပြုပြီးစဉ်းစားမှပေါ့ဗျာကျွန်တော်ကတော့မစဉ်းစားတတ်အောင်ဖြစ်နေပြီဗျာကိုင်မစဉ်းစားတတ်သေးရင်ထပ်ပြီးကြည့်ကြအောင်စို့ဒီအခန်းထဲမှာတော့ဘာများတွေ့အောင်မလဲတေချာကြည့်ရအောင်မယ်လို့ပြောပြီးမောက်ဆန်ရှားမှန်ဘလူးတစ်ခုကိုအိတ်ကနေထုတ်ပြီးပြုံမြဲဖြစ်တဲ့အတိုင်းကျမ်းပင်မှာဝတ်တွားပြီးအရာဝတ္ထုတို့ကိုတေချာစွာကြည့်ရှုလျက်၎င်းတိုင်းထွာလျက်၎င်းအတန်ကြာအောင်ရှိနေပြီးနောက်ကျုပ်တို့တဲပြီးကန့်ကောင်းတယ်ဗျဒီအမှုမှာဒုက္ခများများစိုက်ဖို့မရှိဘူးဗျပထမတက်တဲ့လူဟာဟောဒီမှာဖိတ်နေတဲ့ကတ္တရာဈေးထဲမှာသူ့ချေတော့ခြာသွားတယ်ဗျခြာသွားတော့ဘာဖြစ်တယ်လဲဗျခြာသွားတော့သူ့ကိုကျုပ်တို့မိတာပေါ့ဗျဒီလိုကတ္တရာဈေးနှံမျိုးရပြီးတဲ့နောက်မဟာပထဝီမြေကြီးအဆုံးတိုင်အောင်ပြေးပေမဲ့မလွတ်နိုင်အောင်အနံ့ခမ်းပြီးလိုက်နေတဲ့ခွေးတစ်ကောင်ကျုပ်တည်တယ်ဗျာဟောဒါတဲ့ပလိအရာရှိတွေခြေတံမှတ်တယ်ဗျာကိုင်သူတို့မလာခင်ဒီလောင်ခင်များကြည်စမ်းလို့ပြောတာကြောင့်ကျွန်တော်လဲစမ်းသက်ကြည့်ရှုပါဘဲနဲ့နေတယ်လဲတောက်နေတာဗောဗျာဒီပြင်လူတွေများခင်များကင်ဘူးလားကင်မှုပါတယ်ဗျာတောက်မှုချင်းဘဲနဲ့နေတယ်လဲကျွန်တော်ကတေချာစွာစမ်းသက်ပြီးဒီလိုပဲလူတွေများကတော့တောက်ကိုပဲတောက်လဲဒီဟာကတော့အကျော်တွေကိုမာပြီးတင်းနေတယ်မောက်ဆန်ရှားကအစ်စ်ပဲဗျာကိုင်ဒီကအကျော်တွေတင်းတုံးရဲ့မျက်နှာထားကတေကာနီးဖြီးပြပုံရဲ့ပေါင်ပြီးကြည့်လိုက်တော့ဘယ်ပုံတွေးကြရတယ်လဲပြင်းထန်တဲ့အစိတ်လူများတွေနဲ့ထိမှန်ပြီးတေးတဲ့လူများလဲဒီလိုပဲနေတယ်လို့ကြားဘူးတယ်ဗျာတွေးတော့မတွေးဘူးမောက်ဆန်ရှားကအစ်စ်ပဲဗျာဒီအတိုင်းပဲဒါကြောင့်အခန်းထဲဝင်လာချင်းဘယ်နည်းနဲ့ဒီအစိတ်ကိုသွင်းလိုက်ပါလိမ့်မလဲလို့ဒဏ်ရာကိုလိုက်ပြီးရှာတယ်မဟုတ်လားရှာတော့ဘာတွေ့လဲနားနောင်မှာစူးလေးတွေ့တယ်စူးမှန်တဲ့ဒဏ်ရာကလည်းဒီလိုထိုင်နေပုံနဲ့ကြည့်လိုက်တော့မျက်နှာချက်ကနေဖောက်ထားတဲ့အပေါက်စီကနေပြီးပြစ်လိုက်တဲ့ဒဏ်ရာနဲ့တူတယ်။ကဲစူးကိုကြည်စမ်းပြုကျွန်တော်လည်းစူးကိုတေချာစွာကြည့်ပြီးတော်တော်ဆန်းတဲ့စူးပဲပြုဒီလိုစူးမျိုးခင်ဗျားမြင်ဘူးရဲ့လားမမြင်ဘူးဗျာဘယ်မြင်ဘူးမလဲဗျာကျုပ်တို့စီမှာဒီစူးမျိုးရှိမှမရှိပဲဟောဗလိအရာရှိတွေလည်းရောက်လာကြပြီ။